ကိုဝန်ဆောင်အမျိုးသမီးများရှင်ဒီဗီဒီယိုလေးကိုမြင်တာနဲ့လုံးဝမကြော်သွားပါနဲ့လို့ပြောချင်ပါတယ်ဒီဗီဒီယိုထဲမှာပေါ့နော်ကိုဝန်ဆောင်အမျိုးသမီးတွေအတွက်လုံးဝကိုအသက်အန္တရာယ်ထိစိုးရင်ရတဲ့အရေးကြီးလက္ခဏာ၃ခုကိုလာပြီးတော့မှပြပြပေးမှာဖြစ်ပါတယ်နံပါတ်1လက္ခဏာကတော့ကျမတို့ကိုဝန်ဆောင်ကာလအတွင်းမှာပေါ့နော်ယာတီတွေးလိုမျိုးတွေပြန်ပြီးတော့မှဆင်းနေတယ်ဒါဆိုလို့ရှိရင်လည်းအရေးကြီးပါတယ်စေုံစေခန်းကိုအမြန်ပြေးရမယ့်လက္ခဏာဖြစ်ပါတယ်ဒုတိယတစ်ခုကဘာလဲဆိုလို့ရှိရင်ကျမတို့ပေါ့နော်ဒီခေါင်းတွေကိုက်လာတယ်ပြီးလို့ရှိရင်ရင်ညွန့်တွေတောင်းလာတယ်မျက်လုံးလေးတွေဝါးပြီးတော့မှအဲ့မျိုးပြလာတာမျိုးတွေအဲ့လိုမျိုးမိုက်ခနဲ့ဖြစ်လာတာမျိုးတွေအဲ့လိုမျိုးလက္ခဏာကြုံသွားပြီဆိုလို့ရှိရင်လည်းလုံးဝကိုစေုံစေခန်းကိုအမြန်ပြေးပါလို့ပြောချင်ပါတယ်နံပါတ်3ကတော့ကျမတို့ခြေတွေလက်တွေဖောတာပေါ့နော်ခြေလက်ဖောတာကိုတချို့ကကျတော့ရိုးတာမှန်ဖြစ်တယ်လို့ပဲယူဆကြတယ်ဒါပေမဲ့အဲ့ဒီရဲ့ဖောရောင်ခြင်းကရိုးတာမှန်လားအရေးကြီးမှုကြောင့်ပေါ့နော်ယောဂဝေဒနာတစ်ခုခုကြောင့်မို့ဖြစ်တာလားဆိုတော့ကျမတို့ကကိုယ်တိုင်ဆုံးဖြတ်လို့မရဘူးအဲ့တော့ဆရာဝန်ဆရာမတွေကပဲဆုံးဖြတ်ပေးလို့ရမယ်ဒါကြောင့်မလို့စေုံစေခန်းကိုသွားပါလို့ပြောချင်ပါတယ်ဒီလိုမျိုးလက္ခဏာဆိုလို့ရှိရင်ကျမတို့ကအခက်မသိလို့ရှိရင်ကိုဝင်အစိတ်သက်ခြင်းဆိုတဲ့လက္ခဏာတွေဖြစ်နိုင်တာဖြစ်တဲ့ကြောင့်မို့ကျမတို့ကကလေးရောမိခင်အတွက်ပါအစိုးရင်ရတဲ့အနေအထားဖြစ်ပါတယ်အဲ့တော့ဒီလက္ခဏာတွေကြုံပြီးဆိုတာနဲ့လုံးဝကိုချက်ချင်းသွားပါလို့ပြောချင်ပါတယ်အဲ့တော့ဒီဗီဒီယိုလေးကကိုယ့်အတွက်အကျိုးရှိမယ်လို့မျှော်လင့်ပါတယ်ကိုယ့်အတွက်အကျိုးရှိပြီဆိုလို့ရှိရင်လည်းကိုယ့်လိုမျိုးကိုယ်ဝန်ဆောင်မေမေလေးတွေအတွက်ကိုများ share ပေးသွားဖို့မမေ့ပါနဲ့နော်ကျေးဇူးတင်ပါတယ်ရှင်